တဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ရဲ့2နှစ်ပြည့်နေ့ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ဒုတိယစစ်ဦးစီးချုပ်စောဘောကျော်ဟဲနဲ့တော်လန်ရေးအင်အားစုတွေကတဝင်းလွာတွေအသီးသီးပေးပို့ခဲ့ကြတယ်လို့ TPLF တပ်ဖွဲ့စီကနေသိရပါတယ်။ TPLF တပ်ဖွဲ့တီထောင်တဲ့2နှစ်ပြည့်အခမ်းအနားကိုအော်တိုဘာလ6ရက်နေ့ကစစ်ရေးပြအခမ်းအနားတွေနဲ့ကျင်းပခဲ့တာပါ။တဝဲဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့တဝဲပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF ဟာတဝဲဒေသအတွင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်အခြားတော်လှန်ရေးအင်အားစုတွေနဲ့အတူပူးပေါင်းပြီးတော့စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ KNL ဒုတိယစစ်ဦးစီးချုပ်ပေးပို့တဲ့တဝင်းလွှာမှာတော့နှစ်တာကာလအတွင်းဆီယနာရှင်ကိုတော်လှန်ရမှာပင်မဆင်ရဲမှုတွေခက်ခဲကြက်တဲမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့အသက်သွေးချွေးတွေနဲ့တိုင်းပြည်လူမျိုးအတွက်ပေးဆက်ရမှုတွေလည်းရှိမှာဖြစ်ပေမဲ့လွတ်မြောက်မှုဗန်းနိုင်စီကိုရောက်အောင်ဆက်လက်ချီတက်ကြရမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင် TPLF ရဲ့2နှစ်ပြည့်အခမ်းအနားကိုကရင်မျိုးသားများကာကွယ်ရေးတပ် KNDF ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BBLA မွန်ပြည်တော်လှန်ရေးတပ် MSRF တို့အပါအဝင်တော်လှန်ရေးအဖွဲ့အစည်း10ခုကျော်ကတဝင်းလွှာတွေအသီးသီးပေးပို့ခဲ့ကြတယ်လို့လည်းသိရပါတယ်။ TPLF ရဲ့2နှစ်ပြည့်ထုတ်ပြန်ကြေညာချက်မှာတော့ဆီယနာသိမ်းပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့နိုင်ငံရေးစစ်ရေးရည်မှန်းချက်အခိုင်အမာနဲ့စနစ်တကျဖွဲ့စည်းတည်ဆောက်ပြီးတိုက်ပွဲဝင်နေတဲ့တော်လှန်ရေးတပ်တွေအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့ကောင်းမွန်တဲ့မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ခဲ့ပြီးနိုင်ငံရေးစစ်ရေးဆိုင်ရာအကူအညီတွေပံ့ပိုးပေးခဲ့ကြတဲ့တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကိုကျေးဇူးတင်ကြောင်းရေးသားထားပါသေးတယ်ခင်ဗျ